Hello နော်လေးစုံမြန်မာကိုလာအားပေးကြတဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါ Hello နော်လေးစုံမြန်မာ channel ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်အပိုင်းနှစ်ကိုဆက်ပြီးကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ Atomic Habits ဆိုတဲ့အလေးထားလေးတွေအကြောင်းကိုဆက်ပြီးဆွေးနွေးတော့ပါမယ်အောင်မြင်မှုဆိုတာနေ့စဉ်အလေးထားတွေရဲ့ရလဒ်ပါအောင်မြင်မှုဆိုတာတစ်သက်မှတစ်ခါလောက်ပဲဖြစ်တတ်တဲ့ကြီးမားတဲ့အပြောင်းလဲကြီးမဟုတ်ပဲနေ့စဉ်လှုပ်ဆောင်နေတဲ့အလေးထားလေးတွေရဲ့စုပေါင်းရလဒ်တာဖြစ်ပါတယ်ဒါဟာလူမှုဆက်ဆံရေးမှာရောတခြားကိစ္စရပ်တွေမှာပါတူပါပဲတိုးတက်မှုရဲ့အမှန်တရားကျွန်တော်တို့ဘဝမှာအလုပ်တစ်ခုခုကိုစလုပ်ပြီးဆိုရင်ငါကြိုးစားတဲ့လောက်တန်းစီပြီးတိုးတက်လာမှာပဲလို့မြင်းဖြောက်တိုင်း linear progress တွေ့တတ်ကြပါတယ်ဒါပေမဲ့တကယ်လည်းတွေ့မှာဖြစ်ပျက်နေတာကအဲ့ဒီလိုမဟုတ်ပါဘူးစိတ်ပြည့်စရာအကြောက်ကပါ The Valley of Disappointment James Clear ကတိုးတက်မှု graph ရဲ့စပိုင်းကာလကိုစိတ်ပြည့်စရာအကြောက်ကပါလို့ခေါ်ပါတယ်အစပိုင်းမှာပြောင်းလဲမှုတွေကတင်းငယ်လွန်းလို့မျက်စိနဲ့တောင်မမြင်ရပါဘူးငါဒီလောက်တောင်ကြိုးစားနေတာဘာရလက်မှလည်းထွက်မလာပါလားလို့ခံစားရတတ်တဲ့ပိုင်းပေါ့လူများစုဟာဒီအစိတ်မှတင်လက်လျှော့လိုက်ကြပြီးသူတို့ရဲ့ကြိတ်ဟောင်းတွေစီပြန်ရောက်သွားကြတာပါမှတ်ထားရမှာကပေါင်းဆက်သူဘဝချင်းcompounding ရဲ့အားကောင်းဆုံးရလဒ်တွေဟာအချိန်နဲ့ငယ်ကြာပြီးမှပေါ်လာတတ်တာမျိုးပါဒါကြောင့်စိတ်ရှည်မှုကအဓိကကြပါတယ်ပန်းနိုင် goals set စနစ် systems ကိုပဲအာရုံစိုက်ပါပန်းနိုင်တွေအကြောင်းခရမိထားလိုက်ပါအဲ့ဒီအစားစနစ်ကိုပဲအာရုံစိုက်ပါပန်းနိုင်ဆိုတာကတင်ရချင်တဲ့ရလဒ်သက်တာဖြစ်ပါတယ်စနစ်ဆိုတာကတော့အဲ့ဒီရလဒ်ကိုရောက်အောင်ပို့ဆောင်ပေးမဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ဘာလို့ပန်းနိုင်တဲ့ထက်စနစ်ကအိုကြီးကြီးတာလဲကျွန်တော်တို့တစ်ခုခုကိုအောင်မြင်ချင်တယ်ဆိုရင်ဥပမာကိုလေးချိန်လျှော့တာစီးပွားရေးအောင်မြင်တာဒါမှမဟုတ်မိသားစုကိုအချိန်ပေးတာမျိုးအတိအကျသတ်မှတ်ထားတဲ့ပန်းနိုင်တွေရှိရမယ်လို့လူများစုကယူဆကြပါတယ်ဒါပေမဲ့စဉ်းစားကြည့်ရအောင်အကယ်၍တင်ဟာပန်းနိုင်တွေကိုလုံးဝမေ့ထားပြီးစနစ် system ဆိုတဲ့လုပ်ငန်းစဉ်တွေကိုပဲအာရုံစိုက်မယ်ဆိုရင်ရောအောင်မြင်နိုင်မလားစာရေးလူကတော့အောင်မြင်နိုင်ပါတယ်လို့ခိုင်မာပြောထားပါတယ်ဘာဖြစ်လို့ပန်းနိုင်တစ်ခုတည်းပေါ်မဲ့အာရုံစိုက်တာဟာကတနာဖြစ်နိုင်တယ်လဲဆိုရင်နံပါတ်1ကတော့အောင်မြင်တဲ့သူရောရှုံးနေတဲ့သူရောမှာပန်းနိုင်ခြင်းတူနေတတ်လို့ပါတိုင်ပွဲဝင်တိုင်းမှာပထမရမယ်ဆိုတဲ့ပန်းနိုင်ရှိကြတာပါပဲဒါကြောင့်ပန်းနိုင်ရှိုံနဲ့တင်နိုင်လူနဲ့ရှုံးလူကိုကြကြလို့မရပါဘူးသူတို့ကိုပွာချဲသွားစေတာကသူတို့ကြည့်သုံးတဲ့စနစ်တာဖြစ်ပါတယ်နံပါတ်2ကတော့ပန်းနိုင်ကိုအောင်မြင်လိုက်တာဟာခဏတာပြောင်းလဲမှုပဲဖြစ်လို့ပါဥပမာတိခန့်ညစ်ပတ်နေလို့ရှင်းလိုက်ရင်အခန်းကတတ်သွားပါလိမ့်မယ်ဒါပေမဲ့ဒီမှာအခန်းကိုတတ်ရှင်းအောင်ထားတဲ့စနစ်ဒါမှမဟုတ်အလေးထားမရှိရင်မကြခင်မှာအခန်းကပြန်ညစ်ပတ်သွားအောင်မှာပါပဲရလက်ကိုပဲပြင်တာဟာယောဂလက္ခဏာကိုပဲကုတာနဲ့တူပါတယ်နံပါတ်3ကတော့ပန်းနိုင်တွေကအောင်မြင်မှုသို့မဟုတ်ရှုံးနေမှုဆိုတဲ့ပဋိပက္ခကိုဖြစ်စေလိုပါပန်းနိုင်ရောက်မှငါပြောမယ်လို့တတ်မှတ်ထားရင်ပန်းနိုင်မရောက်ခင်အထိကိုရှုံးနေသူတယောက်လိုခံစားနေရတတ်ပါတယ်တကယ်တမ်းသင်ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာတိုးတက်နေရင်တော့မှပန်းနိုင်မရောက်တဲ့အတွက်ကိုစိတ်ကျဉ်တဲ့မှုမရနိုင်တာမျိုးဖြစ်တတ်ပါတယ်အနှစ်ချုပ်ကတော့ပန်းနိုင်ဆိုတာလမ်းကြောင်းမှန်အောင်ကြည့်ဖို့တော့ပဲဖြစ်ပြီးတကယ်တမ်းတိုးတက်ဖို့တော့ကတော့စနစ် system ကတော့အဓိကဖြစ်ပါတယ်လမ်းကြောင်းမှန်မှုထက်ရှေ့ဆက်ဖို့ကပိုအရေးကြီးတယ်ပန်းနိုင်တစ်ခုကိုအောင်မြင်ပြီးတော့တဲ့အခါတင်ပါဆက်လုပ်မလဲဥပမာတိပန်းနိုင်ကမာရသွန်ပြေးပွဲတစ်ခုမှာဝင်ပြိုင်မှုဆိုပါစို့ပြိုင်ပွဲလဲပြီးတော့ရောအဲ့ဒီပန်းနိုင်ကပေးထားတဲ့တက်ကြွမှု motivation တွေကချက်ချင်းဆိုသလိုဖြောက်ကွယ်သွားတတ်ပါတယ်ကျူးဆက်ကတော့တင်ဟာအရင်ကကြည့်ဟောင်းတွေစီကိုပဲပြန်ပြီးရှော့ကြတော့တာပါပဲဒါကြောင့်မှတ်ထားရမှာကပန်းနိုင်ဆိုတာလမ်းကြောင်းမှန်အောင်ကြည့်ဖို့တော့ပဲကောင်းပြီးစနစ်ကတော့တကယ်တမ်းရှေ့ဆက်တိုးတက်ဖို့အတွက်အကောင်းဆုံးဖြစ်ပါတယ်အတန်ကဲ့သို့တင်းငယ်တော့လေးထားများAtomic Habits